တိုင်းတွေးကြတွေးမှကြက်ရှိနေသေးတယ်ဘွားရဲ့ပိုင်စားချိန်မှာငါရဲ့အသက်ဟာ35လောက်45နေနေကြတဲ့ကြောင်ပြန်ငါထိုင်စင်စားလမ်းမီးများရဲ့အောက်မှာငါတို့စတွေးကြတယ်မနဲ့တွေးနဲ့ခွဲရစ်တဲ့ညနေအဖြစ်နဲ့ပြက်တွေမတူညီပေမဲ့သိချစ်ခဲ့ခြင်းတွေငါတခြားမှာသုံးတဲ့မှတ်ဉာဏ်တွေနဲ့တခြားမှာရှိတဲ့အကြောင်းအရာတွေတခြားမှာဖြစ်တဲ့ပြဿနာတွေခေါင်းထဲမှာဖြစ်နေနေလဲမတော်မှမမေ့တဲ့စိတ်မှာမင်းတို့ရှိနေလဲပါကြောင်းတဲ့ခေါင်းလောင်းချိုးတဲ့ကြားမိတိုင်းမှာငါတို့ရန်ဖြစ်ခဲ့တာငါတို့ပြန်ချစ်ခဲ့တာစိတ်လှုပ်ရှားခဲ့ပြီးတာတွေကိုပုံမင်းသွားပြီလားမူလတန်းအလေတန်းနဲ့အထက်တန်းဘဝတွေအခုချိန်မှာပြန်တွေ့ရင်ရင်တွေခုံငါလွမ်းစွနေရင်ထိုင်ကရေးတဲ့တချင်ဘဝရထားသွားနေတယ်တကယ်ချင်းတွေကဖြစ်နေရှိလာမယ်ပုံစံကလေးဘဝလောက်ပြောကြတယ်လည်းမကောင်းတော့တာအမှန်ပဲစပိန်တွေစီးခဲ့ကြတယ်တို့လမ်းတွေရှောက်ခဲ့ကြတယ်စကြနောက်ကြစိတ်ဆိုးကြရင်စာတွေချက်ခဲ့ကြတယ်စိတ်ကောက်ကြတာရှိတယ်ပြန်ချော့ခဲ့ကြဘူးတယ်အိမ်မနေနေရင်းနေပဲတယ်လီဖုန်းတွေပြောခဲ့ကြတယ်ခါလေးမှာအပေါင်းတင်တဲ့ကြပြစာအုပ်တွေထုတ်တယ်ရှင်တွေပါတွေပေါ်ရင်လည်းရီးသားလေးတွေထားတယ်အဆောင်မှာမီးတွေထွန်းနေချိန်ဂီတာတီးခဲ့ကြတယ်တကူရဲ့အသက်ခွဲတဲ့တချင်တွေဒီဇင်ဘာရဲ့နေ့တွေပြန်မြင်ရောင်ရင်းနဲ့ကအိယာထက်မလူးလိမ့်နေကောင်းကလေးနဲ့ကောင်းမလေးကအမျိုးသားနဲ့အမျိုးသမီးအဖိုးကြီးနဲ့အဖွားကြီးဖြစ်တဲ့အချိန်တွေအတီးဘဝဆိုတဲ့ဖက်နှက်ကြီးကိုငါတို့လူစီသွားရမှာပါပဲကဲထားလိုက်ပါတော့တနေ့နေ့မှာတော့ကွာပြန်ဆုံးမှာပေါ့ချစ်တဲ့တကယ်ချင်းများပြီးရင်ခွဲခွာသွားဒါလူဘဝဆိုတာတွေငါအတွက်သင်ခန်းစာကဘာဟာနေနေကြီးကိုပတ်ပြီးတော့လက်ပတ်နေရငါရင်ထဲမှာသေးတယ်ရအပတ်တရရှိကြရနေရများအပြန်လန်နားလည်းမှုနဲ့ရင်မှာအပြောင်းလေးခံစားမနဲ့ပြန်ကြောက်စဉ်းစားရင်မနေ့ကဆိုတာကိုတန်တာငါတို့တွေတယောက်